ဘလိုကဏ္ဍဘလိုလုပ်ငန်းနယ်ပယ်မှာမဆိုတရားဝင်ဖြစ်မှုဟာအရေးကြီးပါတယ်ဒီလိုပါပဲနိုင်ငံကဏ္ဍမှာလည်းအစိုးရတွေအုပ်ချုပ်ရေးအဖွဲ့တွေဥပဒေတွေအဖွဲ့အစည်းတွေဟာလည်းခိုင်မာမှုရှိဖို့ဆိုရင်နိုင်ငံရေးအရာတရားဝင်ဖြစ်ဖို့တော့လိုအပ်ပါတယ်ဆိုတော့တရားဝင်ဖြစ်မှုဆိုတာဘာလဲနိုင်ငံရေးအရာတရားဝင်ဖြစ်မှုကိုဘယ်လိုတိုင်းထွာနိုင်မလဲနိုင်ငံရေးအရာတရားဝင်ဖြစ်မှုရရှိအောင်ဘယ်လိုနည်းလမ်းတွေနဲ့ဆောင်ရွက်ကြမလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာလေ့လာကြည့်ကြရအောင်ပါဒါကတော့ Brief for ရဲ့ educational content တွေကိုတင်ဆက်ပေးနေတဲ့ channel ခွဲတစ်ခုပဲဖြစ်ပါတယ်legitimacy ဆိုတာကိုတော့မြန်မာပြည်တော်မှာတရားဝင်ဖြစ်မှုလို့ဖော်ပြထားပြီး legitimacy ဆိုတဲ့ဝေါ်ဟာဟာလက်တင်ဘာသာစကား legitimate ကနေဆင်းသက်လာဖြစ်ပါတယ်။လက်တင်ဘာသာစကားမှာတော့ legitimate ဆိုတာဥပဒေနဲ့အညီဖြစ်တာကိုခေါ်ဆိုတာဖြစ်ပြီးမှသူရဲ့အနှစ်သာရကတစုံတစ်ခုဒါမှမဟုတ်တစုံတစ်ယောက်ရဲ့အာဏာလောက်ရနဲ့တည်ရှိမှုတို့ဟာမှန်ကန်တဲ့တင့်လျော်တဲ့ခွင့်ပြုချက်ရှိရဆိုတာကိုလူအများကလက်ခံယုံကြည်ရပဲဖြစ်ပါတယ်။ Oxford Dictionary မှာတော့ legitimacy ကိုဥပဒေအရခွင့်ပြုလက်ခံနိုင်တဲ့အရေးအတွင်းရှိခြင်းလို့ဖော်ပြထားပြီးမှCambridge Dictionary မှာတော့ဥပဒေအရတရားဝင်ဖြစ်ခြင်းလို့ဒါဖော်ပြထားပါတယ်။ legitimacy ဆိုတဲ့နေရာမှာဥပဒေကဏ္ဍမှာအသုံးပြုတဲ့ legitimacy ရဲ့အနှစ်သာရအဓိပ္ပာယ်နဲ့နိုင်ငံကဏ္ဍမှာအသုံးပြုတဲ့ political legitimacy ရဲ့အဓိပ္ပာယ်အနှစ်သာရဟာကွာခြားတတ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့နိုင်ငံရေးအရတရားဝင်ဖြစ်မှု political legitimacy အကြောင်းကိုဒါအဓိကထားပြောရမှာဖြစ်ပါတယ်။နိုင်ငံရေးသိပ္ပံမှာတရားဝင်မှု legitimacy ဆိုတာအစိုးရတရက်ဒါမှမဟုတ်နိုင်ငံရေးစနစ်တစ်ခုကပြည်သူလူထုရဲ့ယုံကြည်မှုထောက်ခံမှုအတိအမဲ့ပြုမှုတွေရရှိထားပြီးမှစီမံအုပ်ချုပ်ခွင့်ရတာကိုဆိုလိုတာဖြစ်ပါတယ်။ဆိုလိုတာကတော့လူထုထောက်ခံမှုလူထုယုံကြည်မှုရှိပြီးလူထုကပြည်သူအာဏာကိုယုံကြည်လွှဲအပ်ခြင်းခံရတဲ့အစိုးရဟာ legitimacy ရှိတဲ့အစိုးရပါပဲ။ legitimacy အကြောင်းပြောကြတဲ့အခါမှာ Max Weber ရဲ့ legitimacy theory ကိုမပါမဖြစ်ထည့်ပြောကြရပါတယ်။ Max Weber ရဲ့ political legitimacy ဆိုတာအစိုးရရဲ့အာဏာသုံးစွဲပုံဟာမှန်ကန်တရားမျှတပြီးဥပဒေနဲ့ညီရလို့လူထုကယုံကြည်ထားတာလို့ဆိုလိုပါတယ်။နိုင်ငံရေးအရတရားဝင်ဖြစ်မှုတွေဘယ်လိုရရှိလဲဆိုတာကိုအခြေခံပြီးမှ legitimacy ကို Weber ကထုံနှန်းစင်လာအရာတရားဝင်ဖြစ်မှုပုဂ္ဂိုလ်ရေးဩဇာလွှမ်းမိုးမှုအရာတရားဝင်ဖြစ်မှုဥပဒေအရာယုတ်တိတဏတရားဝင်ဖြစ်မှုဆိုပြီးမှအမျိုးအစား၃ခုခွဲထားပါတယ်။ထုံနှန်းစင်လာအရာတရားဝင်ဖြစ်မှုဆိုတာကရှေးကာလတွေကတည်းကသမိုင်းတစ်လျှောက်မှာယူရမပြတ်အစဉ်အလာတိုင်းအုပ်ချုပ်လာတဲ့အတွက်ကြောင့်ဒီအုပ်ချုပ်မှုဟာတရားဝင်မှုရှိရလို့ဆိုတာပါ။ဒီလိုတရားဝင်ဖြစ်မှုကိုကင်ဆယ်ထားတဲ့စနစ်တွေအုပ်ချုပ်ရေးတွေရဲ့တဘောတဘာဝကဟိုးရင်ကလေးကသူတို့ကအုပ်ချုပ်လာတာသူတို့အုပ်ချုပ်မှုပဲခံလာရတာကြောင့်သူတို့အမိန့်ပဲနာခံတယ်ဆိုတဲ့တဘောတဘာဝပါပဲ။ဘရင်စနစ်တွေလူမျိုးစုအကြီးအကဲစနစ်တွေနဲ့မြေရှင်ပဒေသရစနစ်တွေကဒါရဲ့ဥပမာပါပဲပုဂ္ဂိုလ်ရေးဩဇာလွှမ်းမိုးမှုအရာတရားဝင်ဖြစ်မှုဆိုတာကတော့ခေါင်းဆောင်တယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုရဲ့လုပ်ပုံကိုင်ပုံတွေအရေးအချင်းတွေဆွဲဆောင်မှုတွေနဲ့ရင်းရင်းမှုတွေကြောင့်ပြည်သူတွေရဲ့အလိုအလျောက်ယုံကြည်ကိုးစားမှုကိုရရှိလာတာဖြစ်ပေါ်လာရဖြစ်ပါတယ်ဒီတရားဝင်ဖြစ်မှုရဲ့တဘောတဘာဝကတော့ပြည်သူတွေကသူတို့အပေါ်ဩဇာလွှမ်းမိုးမှုရှိတဲ့ခေါင်းဆောင်တွေရဲ့အမိန့်ဆိုနာခံမယ်အဲ့ဒီခေါင်းဆောင်ကိုဆိုပြည်သူအာဏာအပြည့်ပေးတယ်ဆိုတဲ့တဘောတဘာဝရှိပါတယ်ကျွန်တော်တို့နိုင်ငံမှာလည်းဒီလို legitimacy မျိုးရှိတဲ့ခေါင်းဆောင်တယောက်ရှိပါတယ် Rational legitimacy ကိုတော့ခေတ်သစ်ဒီမိုကရေစီနိုင်ငံတိုင်းမှာတွေ့လေ့တွေ့ထရှိပါတယ်ပြည်သူထောက်ခံမှုနဲ့တရားဝင်ပြဋ္ဌာန်းထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲလှုပ်ထုံးလုပ်နေတဲ့အတိုင်းရွေးကောက်ပွဲကျင်းပပြီးမှရွေးကောက်ပွဲတွေကနေတစဉ်ပြည်သူတွေကရွေးချယ်တင်မြှောက်ကနေတရားဝင်အစိုးရဖြစ်လာတဲ့အစိုးရကို Rational legitimacy ရှိတဲ့အစိုးရတရက်လို့ခေါ်လို့ရပါတယ်သူရဲ့သဘောတဘာဝကတော့ပြည်သူတွေကခေါင်းဆောင်တယောက်ရဲ့အမိန့်အစိုးရတရက်ရဲ့အမိန့်ကိုနာခံတာမဟုတ်ဘဲနဲ့ဥပဒေကိုလိုက်နာယုံတာဖြစ်ပြီးမှခေါင်းဆောင်တွေကလည်းအဲ့ဒီဥပဒေကိုလိုက်နာရတဲ့သဘောတဘာဝပါကမ္ဘာတော်ကအာဏာသိမ်းမှုကျူးလွန်သူတွေကသူတို့တွေတရားဝင်ဖြစ်ဖို့အတွက်တနည်းအားဖြင့် legitimacy ရရှိဖို့အတွက်ဟန်ပြရွေးကောက်ပွဲတွေကိုကျင်းပပေးတတ်ကြပါတယ်။ Weber ရဲ့ legitimacy theory အရဆိုရင်အစိုးရတရက်ခေါင်းဆောင်တယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုရဲ့တရားဝင်ဖြစ်မှုဆိုတာပြည်သူလူထုရဲ့အတိအမဲ့ပြုမှုနဲ့ယုံကြည်ထောက်ခံမှုပေါ်တာမူတည်နေရလို့ဆိုလို့ရပါတယ်။ဒါဆိုရင်တမိုင်းစစ်စက်မှာအုပ်ချုပ်ရေးထုံးစံမရှိလာတဲ့အဖွဲ့အစည်းတစ်ခုပြည်သူတွေပေါ်မှာဩဇာလွှမ်းမိုးမှုရှိတဲ့အဖွဲ့အစည်းတစ်ခုပြင်ပထောက်ခံမှုတွေလည်းမရှိတာကြောင့်ရွေးကောက်ပွဲလည်းမကျင်းပနိုင်အခြေခံဥပဒေလည်းမပြဋ္ဌာန်းနိုင်သေးတဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကရုပ်တရက်ကြီးအာဏာသိမ်းပိုက်လိုက်ပြီးမှအစိုးရလုပ်မယ်ဆိုရင်ပြည်သူလူထုရဲ့ထောက်ခံမှုကိုရရှိဖို့အတွက်ဘယ်လိုဆောင်ရွက်မှာပါလဲဒီအတွက်ဖြစ်ကိုတော့ Florian Weekend ကအပြန်အလှန်လေးစားဆက်ဆံမှုလို့ဆိုပါတယ်အဲ့ဒီအစိုးရကနိုင်ငံရေးအတရားဝင်ဖြစ်မှုပြဆောင်နေတဲ့အချိန်မှာအစိုးရရဲ့အပြုအမူတွေလုပ်ပုံကိုင်ပုံတွေကပြည်သူတွေအပေါ်အလေးစားမှုရှိကြောင်းပြသနိုင်မှာဆိုရင်အဲ့ဒီအပြုအမူတွေကြောင့်ပဲပြည်သူတွေအနေနဲ့အစိုးရပေါ်ယုံကြည်မှုရှိလာပြီးမှအစိုးရရဲ့တရားဝင်ဖြစ်မှုကိုပြန်လည်တည်ဆောက်ပေးနိုင်ဖို့ဖြစ်လာပါလိမ့်မယ်ဒီလိုနေရာမှာကျွန်တော်တို့အနေနဲ့စကားကပ်ပြောရမယ်ဆိုရင်ဒီအစိုးရကလက်နက်ကိုင်အစိုးရပဲလေလက်နက်နဲ့ဖိအားပေးပြီးမှရွေးကောက်ပွဲအတင်းလုပ်မဲအတင်းပေးခိုင်းရင်လည်းပြည်သူထောက်ခံမှုရပါတယ်ဆိုပြီးလှုပ်လို့ရတယ်ပဲလေလို့ပြောလို့ရပါတယ်ဟုတ်ပါတယ်လှုပ်လို့ရတာအောင်မှန်ပါတယ်ဒါပေမဲ့အဲ့ဒီလိုကနေရလာတဲ့ legitimacy ဆိုတာကအတူအယောင် legitimacy ပဲဖြစ်နေမှာပါအဲ့ဒီလိုအတူအယောင်ရွေးကောက်ပွဲဖန်တီးပြီး legitimacy ရှိအောင်အတင်းကျပ်လုပ်ယူမယ်ဆိုရင်အဲ့ဒီအစိုးရကစာရွက်ပေါ်မှာပဲ legitimacy ရှိနေမှာဖြစ်ပြီးမှပြည်သူလူထုကပေးတဲ့ legitimacy ကဘယ်တော့မှရှိနိုင်မှာမဟုတ်ပါဘူး
ပြည်သူတွေကမယုံကြည်တဲ့အစိုးရဖြစ်နေမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့လည်းအဲ့ဒီအစိုးရပေါ်လေးစားမှုရှိနိုင်မှာမဟုတ်သလိုအစိုးရရဲ့အမိန့်တွေကိုလည်းလိုက်နာကြမှာမဟုတ်ပါဘူးအစိုးရတရဲ့အနေနဲ့ပြည်သူ့ဆန္ဒအတိုင်းအစိုးရဖြစ်လာမယ်ဆိုရင်တော့ပြည်သူ့ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်ရင်အဲ့ဒီအစိုးရမှာလည်းပြည်သူကပေးတဲ့ legitimacy ဆိုတာရှိမှာမဟုတ်ပါဘူး legitimacy ဆိုတာဒီဘက်ခေတ်မှာတော့အရှိမပြောခဲ့တဲ့အတိုင်းပဲပြည်သူ့ယုံကြည်မှုပြည်သူ့ထောက်ခံမှုအတိအမှတ်ပြုမှုတွေပေါ်မူတည်နေရဆိုပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူးရှေးကာလတွေတုန်းကဘယင်တွေအကရစ်တွေကသူတို့ရဲ့အာဏာဟာကောင်းကင်ဘုံကတရားဝင်ပေးရထားတဲ့အရာနတ်ဖျားတွေကပေးရထားတဲ့အရာဖြစ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်အရှိတိုင်းကတရုတ်ပြည်ထောင်တွေမှာဆိုရင်ကောင်းကင်ဘုံကစัจ java တခွင်ကိုကြီးစိုးရပြီးဒေတာအတီးတီးရဲ့အုပ်ချုပ်ခွင့်ကိုပေးအပ်လို့ရတယ်လို့ရုပ်သိမ်းလို့ရတယ်လို့လည်းယူဆကြပါတယ်အဲဒါကြောင့်ပဲဘယင်တစ်ပါးပါအာဏာရလာပြီဆိုရင်ကောင်းကင်ဘုံကရွေးချယ်လိုက်ပြီလို့ယူဆကြပါတယ်ဒါပေမဲ့အာဏာရလာတဲ့အုပ်ချုပ်သူဟာပြည်သူအပေါ်မှာဖြောင့်မတ်မြတ်တာစွာနဲ့စေတနာထားပြီးစောင့်ရှောက်ရမှာဖြစ်ပါတယ်အကယ်၍အဲ့ဒီအုပ်ချုပ်သူအကယ်၍ကအချင်းပြတ်ချစားလာပြီးမှပြည်သူတွေကိုဖိနှိပ်မှုတွေလုပ်လာမယ်ဆိုရင်တော့သူတို့ရဲ့အာဏာကိုကောင်းကင်ဘုံကပြန်ရောက်တင်ပြီးသူဟာကောင်းကင်ဘုံရဲ့တန်ခန့်ရှိကိုခံရမယ်လို့ယူဆခဲ့ကြပါတယ်အရှိအလဲပိုင်းဒေတာကအစောပိုင်းယဉ်ကျေးမှုတွေမှာတော့အဲ့ဒီလိုမဟုတ်ပါဘူးဘရင်အာဏာဟာနှက်ဖျားကပေးထားလို့အကျွမ်းမဲ့တရားဝင်မှုရှိပြီးမှဘရင်အာဏာကိုစန့်ကျင်ရင်နှက်ဖျားကိုစန့်ကျင်တာဖြစ်တဲ့အတွက်ကောင်းဒီဖြစ်စေဆိုးဒီဖြစ်စေဘရင်အမိန့်မြန်နှများကိုနာခံရပြီးမှမနာခံနိုင်ရင်တော့နောင်ဘဝကူဝအောင်ပို့ဆောင်ပြီးမှပဲဖြစ်ပါတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ခေတ်တွေပြောင်းလာပြီးမှလူလူရဲ့အတွေးခေါ်တွေကပွင့်လင်းတိုးတက်လာချိန်မှာတော့ဒီလိုမျိုးနှက်ဖျားကပေးထားတဲ့အာဏာတွေဆိုတာတရားဝင်မှုမရှိတဲ့အရာတွေဖြစ်လာခဲ့ပြီးမှအာဏာဟာပြည်သူပိုင်ဖြစ်တယ်အာဏာဟာပြည်သူစီကနေမြစ်ဖျားခံတယ်ဆိုတဲ့အယူအဆတွေဟာပြန့်နှံ့လာချိန်မှာတော့အစိုးရရဲ့ legitimacy စံချိန်စံနှုန်းတွေဟာလည်းယနေ့ကိစံချိန်စံနှုန်းတွေအတိုင်းပြောင်းလဲလာခဲ့ပါတော့တယ်ဒါကတော့တရားဝင်ဖြစ်မှု legitimacy အကြောင်းပဲဖြစ်ပါတယ်စစ်မှန်တဲ့ legitimacy ရှိတဲ့အစိုးရတရားဟာပြည်သူထောက်ခံမှုအပြည့်အဝရှိပြီးမှပြည်သူအပေါ်ကိုအပြည့်အဝအလုပ်တွေပြုရပါတယ်ဆိုတော့တရားဝင်ဖြစ်မှုနဲ့ပတ်သက်ပြီးမှကြည့်ရှုသူတွေရောဘယ်လိုထင်ကြပါသလဲ comment မှာရေးပေးသွားကြပါဦးဒီနေ့ဗီဒီယိုကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်